အမေအိုကိုပြုစုလုပ်ကြွေးပြီးတော့အမေတစ်ခုသားတစ်ခုနေကြရတဲ့အနေအထားမျိုးကြုံခဲ့ဘူးတယ်အဲ့လိုနေတော့မေကြီးကဒီသားကိုသူ့ကိုပြုစုရတာပင်ပန်းတယ်ဆိုတော့အတင်းအိမ်တော်ပြုခိုင်းတယ်အဲ့ဒါအလိုမရှိဘဲနဲ့မေချမ်းသာဖို့အတွက်သားဖြစ်တဲ့လူကအိမ်တော်ပြုရတယ်နောက်တော့မေကြီးတည်သွားတဲ့အခါကျတော့ဒီဇနီးနဲ့တူတူနေကြရင်းနဲ့သူဟာစာတုံးကရည်ရွယ်ထားတာကမေတည်လို့ရှိရင်ရဟန်းပြုမယ်ရသေးဝဲမယ်လို့သူကရည်ရွယ်ထားတာ哦အဲ့ဒါမေတည်သွားတဲ့အခါကျတော့သူ့ရဲ့ဇနီးကိုသူပြောတယ်ငါရဟန်းပြုတော့မယ်ရသေးဝတ်တော့မယ်အဲ့တော့အဲ့ဒီအချိန်မှာပဲမိန်းမကကိုဝင်ရှိအဲ့တော့ဒီကလေးလေးမွေးပြီးမှဝတ်ပါရဟန်းပြုပါအဲ့ဒါနဲ့ကလေးမွေးပြီးတည်တည်စောင့်ရတယ်ကလေးမွေးပြီးပြီဆိုတော့တခါမိန်းမကိုခွင့်တောင်းပြန်တယ်အဲ့တော့မိန်းမကကလေးနှုတ်ပြက်တည်တည်စောင့်ပါဦးနောက်ကလေးမတ်တက်ပြည်တည်တည်စောင့်ပါဦးကလေးသူ့ဟာသူရက်တည်နေတည်တည်စောင့်ပါဦးနဲ့တရပြီးတရတလားပြီးတလားဆွဲလာတဲ့ခါကျတော့နောက်ကြတော့ဒီတိုင်းသာကြာရှည်လုံနေလို့ရှိရင်ငါရီမှန်းချက်အောင်မမဟုတ်ဘူးဆိုတော့အဲ့ဒီသားအမိနှစ်ယောက်မသိခင်ထွက်ပြေးတယ်တဲ့ဘုရားလောင်းနောက်ထွက်ပြေးပြီးတော့တော်ထဲမှာသူရသေးဝေရင်နဲ့တူတူပြောရရင်အဲ့ဒီမှာသူဇန်နေပါလိရဇန်ရတဲ့အခါကျတော့လူလောကမှာတွေ့ကြုံခဲ့ရတဲ့အခြေအနေတွေနဲ့နှိုင်းဆိုင်ဘာမှပြောလို့နှိုင်းရှင်လို့မရတဲ့ချမ်းသာမျိုးကိုသူရတယ်ပေါ့တော့လွတ်လပ်တဲ့ပေါ်ပါတယ်ငြိမ်းအေးတယ်ဘာနှောင်ဖွဲမှမရှိဘူးဆိုတဲ့အနေအထားမျိုးနဲ့ချမ်းချမ်းသာသာကြီးသူနေရတယ်အဲ့ဒီမှာဇံကစားရင်းနဲ့ဇံချမ်းသာကိုခံစားရင်းနဲ့ဒီကာထာနှစ်ပုဒ်ကိုသူမကြာခဏရွတ်ဆိုလေကျူးရင်နေနတ္တတလံဗန္နနမဟုတ်တိတာယထာယတံဓာရုဇပပ္ပဇင်္ဇတာရထရတမတိကုံတလေသူပုတ္တေသူဓာရီသူဇာယာအပိခတန်နဲ့လှုပ်ထားတဲ့တေသားနဲ့လှုပ်ထားတဲ့ကျိုးနဲ့လှုပ်ထားတဲ့အနှောင်ဖွဲ့တွေကိုဉာဏ်ရှိတဲ့လူတွေကခိုင်မြဲတဲ့နှောင်ဖွဲ့လို့မဆိုကြဘူးတဲ့ဗရမညာနှောင်းတွေလက်ဝက်လက်စားတွေဝတ်ထားတဲ့နော်သားမယားရဲ့ပုံမှာငဲ့ကွက်မှုလို့ဆိုတဲ့အဲ့ဒီအနှောင်ဖွဲ့ကိုသာလေပညာရှိတဲ့ပုဂ္ဂိုလ်တွေကခိုင်မြဲတဲ့အနှောင်ဖွဲ့လို့ဆိုရတယ်အဲ့ဒီအနှောင်ဖွဲ့ကတော့ရော့နေတယ်လို့ထင်ရတယ်ဒါပေမဲ့လို့ဖြေဖို့တော့အလွန်ခက်တယ်ဒါကိုပဲဧတံပိစိတဝါနာပရိပဇံတိအနာပိခိနောကာမဒုက္ခံပဟာယကာမချမ်းသာကိုပယ်ပြီးတော့အဲ့ဒီအနှောင်ဖွဲ့ကိုဖြတ်တောက်ပြီးတော့နော်ကာမချမ်းသာရဲ့ပုံမှာငဲ့ကွက်မှုမရှိဘဲနဲ့ယဟန်ပြုနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီကာမချမ်းသာတဲ့လွန်ကဲတာလွန်နဲ့မြင့်မားတဲ့ချမ်းသာလို့ဆိုတဲ့ဇန်ချမ်းသာကိုရမယ်ပေါ့နော်အဲ့ဒီတုန်းကလည်းပဲသူဒီကာထာနှစ်ပုဒ်ကိုရွတ်ဆိုခဲ့ဘူးတယ်ဆိုပြီးတော့မြတ်စွာဘုရားကနော်ဒီအကြောင်းအရာလေးကိုပြောပြပြီးတော့ဒီကာထာနှစ်ပုဒ်ကိုဟောတာအဲ့ဒီမှာဦးဇင်းတို့အနီးဝန်းကျင်မှာရှိတဲ့တရားနာပေးတတ်တယ်တရားသူတရားမြတ်တွေရကြတယ်လို့ဒါဓမ္မပဒအထက်ကရာထဲမှာလည်းပဲအဲ့လိုဖွင့်ဆိုတယ်ပေါ့အဲ့တော့ဦးဇင်းတို့ဒီမှာခိုင်မြဲတဲ့အနှောင်ဖွဲ့ဆိုတာလေးနဲ့ပတ်သက်ပြီးတော့တန်ရောစဉ်10ပါးရှိတယ်ဆိုတာကိုအလုံးကြားဘူးရတယ်ကျိုး10ချောင်းပေါ့အဲ့ဒီကျိုး10ချောင်းကအောက်ကိုဆွဲချနိုင်တဲ့ကျိုး5ချောင်းရယ်နော်အထက်ကနေပြီးတော့ဆွဲတင်ထားတဲ့ခြီထားတဲ့ကျိုး5ချောင်းရယ်ဆိုပြီးတော့ကျိုး10ချောင်းဥဒ္ဒံပါကိယအဒောပါကိယစားတော့အဲ့လိုသုံးတယ်နော်အထက်အဖို့ကိုရောက်စေတတ်တဲ့ကျိုး၅ချောင်းရဲ့အောက်အဖို့ကိုရောက်စေတတ်တဲ့ကျိုး၅ချောင်းရဲ့အောက်ကိုဆွဲချနိုင်တဲ့ကျိုး၅ချောင်းကဘာတုံးဆိုတော့တက္ကာယဒိဋ္ဌိဆိုတဲ့ထင်ရှားဖြစ်ပေါ်နေတဲ့ဒီယုတ်ဒီနံဒီသဘာဝတရားကိုပုဂ္ဂိုလ်တ attva လို့ငါလို့သူလို့ထင်မှတ်မှားနေတဲ့သဘောနော်အဲ့ဒီကျိုးကအောက်ကိုဆွဲချနိုင်အဝိသိကိစ္စတဲ့ယရဏမြတ်သုံးပါးနဲ့ပတ်သက်လို့သူတော်ကောင်းတရားနဲ့ပတ်သက်လို့ပံကံနဲ့ဆုံးဖြတ်ချက်မချနိုင်မင်းနဲ့သူလို့သူလို့တွေးတောပြီးတော့ယုံမတန်တရားဖြစ်နေတဲ့သဘောဒါလည်းပဲအောက်ကိုဆွဲမဲ့ကျိုးတစ်ချောင်းနော်နောက်တိလပတ္တပရမတ္တတန်ရောစဉ်အဲ့ဒါကဘာလဲဆိုတော့မဟာကြီးဆိုဘုရားကြီးရှင်းပြတာလေးကိုအမိပြုပြီးတော့ရှင်းပြရင်ပို့ပြီးတော့နားလည်နိုင်မဲခင်ရှင်ပါအကျင့်မြတ်တရားကလွဲလို့ကျန်တဲ့အကျင့်တွေကိုငြိမ်းချမ်းမှုအစစ်အမှန်ကိုရစေတယ်လို့စွဲယူတာအဲ့ဒါကိုတိလပတ္တပရမတ္တတန်ရောစဉ်စာထဲမှာဖွင့်ပြတာကခွေးခြင်းနွားခြင်းစရှိတဲ့အကျင့်တွေနဲ့ဖြူရှင်တန်ရှင်းနိုင်တယ်လို့ယုံကြည်တာမျိုးပေါ့ဒါကိုပို့ပြီးတော့ကြည်ကြည်ပြည့်ပြည့်ပြောရရင်အဲ့ဒီမဟာရှိစောဘုရားကြီးပြောထားတာလေအယမှတ်သားစရာကောင်းနော်တတိပဋ္ဌာန်တရားမဂ္ဂင်၈ပါးအစရှိတဲ့နိဗ္ဗာန်ရောက်ကြောင်းတရားမြတ်စွာဘုရားဟောထားတဲ့ဒီသူတော်ကောင်းတရားတွေကလွဲလို့တခြားတကယ်စစ်မှန်တဲ့စိတ်ရဲ့ငြိမ်းချမ်းမှုကိုရစေနိုင်တဲ့နိလန်းတွေရှိသေးတယ်လို့ထင်နေတာ
တခြားသောနိလန်းတွေကိုဒါလည်းပဲငြိမ်းအေးချောင်းတရားပါပဲလို့ထင်နေတာလွဲမှားတဲ့မထင်မှုပေါ့နော်သီလပတ္တပရမတ္တတန်ရောစဉ်ဟုတ်လားဒါလည်းပဲအောက်ဆွဲတဲ့ကျိုးတစ်ချောင်းနောက်ကာမိဆန္ဒကာမဂုဏ်အာယုံရဲ့ပုံမှာနော်အလိုဆန္ဒတေကိုကောက်ရင်လောဘပေါ့လေနောက်အဲ့ဒီလောဘဟာလည်းပဲအောက်ဆွဲတတ်တဲ့ကျိုးတစ်ချောင်းနောက်ပြာပါဒတဲ့ဒေါသပေါ့နော်အဲ့တော့အောက်ကိုဆွဲချနိုင်တဲ့ကျိုး၅ချောင်းတနည်းအားဖြင့်အပယ်လေးပုံနဲ့မိတို့ရဲ့ဘဝကိုဆက်သွယ်ပေးထားတဲ့ကျိုး၅ချောင်းလို့လည်းဆိုနိုင်တယ်ပေါ့တက္ကာယဒိဋ္ဌိရဲ့ဝိသိကိစ္စရဲ့သီလပတ္တပရမတ္တရဲ့ကာမိဆန္ဒရဲ့ဗျာပါဒရဲ့နောက်ဦးဇင်းတို့အထက်ကိုဆွဲပြီးတော့တင်နိုင်တဲ့နော်အထက်ဘုံဘဝတွေနဲ့ဆက်သွယ်ထားတဲ့အကျိုး၅ချောင်းလည်းရှိသေးတယ်တဲ့အလုံးကိုဖြတ်တောက်နိုင်မှအပြီးပိုင်လွတ်မြောက်မယ်ဆိုတဲ့အတိပ္ပယ်ကိုစဉ်းစားရင်းနဲ့ဒီအထက်ကျိုး၅ချောင်းကိုလည်းပဲမှတ်သားရမယ်ပေါ့ထက်ကျိုး၅ချောင်းကဘာလို့ပြောတော့ဆိုတော့ရူပယာကရူပယာကတန်ရောစဉ်ဆိုတာရူပပြမာတွေနော်ဖြစ်လို့တဲ့ရူပပြမာဘဝကိုနော်တွေ့တာမေမောဆွဲမဲ့တဲ့လောဘဓာတ်တစ်မျိုးပေါ့အရူပယာကတန်ရောစဉ်တဲ့အရူပယာကဆိုတာကအရူပဘုံဘဝဘုံဌာနကိုဆွဲမဲ့တဲ့လောဘဓာတ်တစ်မျိုးပေါ့နောက်မာနတွေအထင်ရောက်မှုဥဒိစ္စတဲ့ပြန့်လွင့်မှုအဝိဇ္ဇာတဲ့သစ္စာလေးပါးကိုမသိမှုအဲ့တော့ဦးဇင်းတို့ရူပယာကအရူပယာကမာနဥဒိစ္စအဝိဇ္ဇာဆိုပြီးတော့ဒါကဦးဇင်းတို့ဥဒ္ဒံဘာဂိယတယောစဉ်၅မျိုးခုနတုန်းကအဒေါဘာဂိယတယောစဉ်၅မျိုးအောက်ဆွဲတဲ့တရားရဲ့အပေါ်ဆွဲမဲ့တရားရဲ့အဲ့ဒီတန်ရောစဉ်10ပါးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့မလဲဆိုတော့ဘုရားကြီးမဂ္ဂဒေဝလင်္ကာထဲမှာလင်္ကာလေးတွေရေးထားတာရှိတယ်ကိလေသာနဲ့ပတ်သက်ပြီးတော့ရေးတာတွေလည်းရှိတယ်နိဝရဏနဲ့ပတ်သက်ပြီးတော့ရေးတာလည်းရှိတယ်ဥပါဒနဲ့ပတ်သက်ပြီးတော့ရေးတာလည်းရှိတယ်အနုတ္တယနဲ့ပတ်သက်ပြီးတော့ရေးတာလည်းရှိတယ်ဦးဇင်းတို့တခါတောင်ဟောဖို့ပါသေးတယ်အနုတ္တယသို့မဟုတ်ချောင်းနေသောယံသူအနုတ္တယနဲ့ပတ်သက်ပြီးတော့စတော်ကြီးရေးခဲ့တဲ့လင်္ကာလေးကိုခြေခံပြီးတော့ဟောတာပေါ့နော်ခုဒီမှာတန်ရောစဉ်နဲ့ပတ်သက်ပြီးတော့လည်းဆရာတော်ဘုရားကြီးကအလွန်တရာမှဉာဏ်ပညာကြီးမားကျေပြန့်တဲ့အတွက်ကြောင့်မှတ်သားစရာကောင်းရေးနိုင်တန်ရောစဉ်ဟုဆယ်စဉ်ဓမ္မဤပါပကဘဝကူလီအသင်ကြီးနဲ့တင်ကြီးနေဝဖြစ်သည်များနဲ့မြဲလပတ်နှောင်ကျိုးတန်နှောင်တို့မချောင်ကျက်တင်ဖွဲ့ချီပြင်း၍ခပင်ပြောသူနတ်လူတို့တို့ဖြစ်တိုင်းကိုနဲ့ပုဂ္ဂိုလ်ဇံတို့များသူတို့ဝိစုအတွင်ကျင်လေခြင်းဖြင့်ဝကင်းခြင်းရာမသွားတာခဲ့ပထမတစ်ပိုက်ကနော်တန်ရောစဉ်လို့ဆိုတဲ့ယုံညံ့တဲ့တရား10မျိုးရှိတယ်တဲ့အဲ့ဒီတရား10မျိုးကဒီဘဝ၉ပါးမှာဖြစ်သည်များတတ္တဝါတွေကိုနော်မြဲလှပတ်နှောင်ကျိုးတန်လှောင်တို့တန်ချိုးနဲ့နှောင်ဖွဲ့ထားတယ်လို့ချီပတ်ထားတယ်လို့မချောင်ကျက်တင်းဖွဲ့ချီပြင်း၍မချောင်ကျက်တင်းဖွဲ့ချီပြင်း၍နော်စကလုံးသုံးလုံးတွေကအရင်မျက်စိထဲမှာထင်သာမြင်သာရှိတယ်ခပင်းပြောသူနဲ့လူတို့ဖြစ်တိုင်းကိုနဲ့ပုဂ္ဂိုလ်ဇံတို့များသူတို့ဝိစုအတွင်ကျင်လေခြင်းဖြင့်ဝကင်းခြင်းရာမသွားတာခဲ့အဲ့ဒီကျိုး10ချောင်းနဲ့ချီခံထားရတဲ့အတွက်ကြောင့်ဒီသတ္တဝါတွေဟာနော်ဒီတန်တရားဝတ်တွင်းမှာပဲကျင်လည်နေကြရတယ်တဲ့တကယ်စစ်မှန်တဲ့ချမ်းသာနိဗ္ဗာန်တိရောက်အောင်သူတို့ဟာဟောက်ပြီးတော့မထွက်နိုင်ကြဘူးတဲ့ဒီကျိုး10ချောင်းနဲ့ချီခံထားရတဲ့အတွက်ကြောင့်မလွတ်မလပ်ပဲနေကြရတယ်တန်ရောစဉ်ဟုဆယ်စဉ်ဓမ္မဤပံပကဘဝကူလီအသင်ကြီးနဲ့တင်ကြီးနေဝဖြစ်သည်များနဲ့ဒီနေ့မှာဘဝကူလီဆိုတဲ့စကားလေးကိုလည်းပဲနားလည်ဖို့လိုတယ်ပေါ့နော်တတ္တာဝါဒဘုံကိုဝါနဲ့လို့တချို့လည်းပဲဒီလိုကြက်မှတ်ထားတာလေးရှိတယ်ဟုတ်လားဘဝတွေကိုမြတ်စွာဘုရားအမျိုးမျိုးပိုင်းပြီးတော့ပြတာတွေရှိတယ်ကာမဘဝရူပဘဝအရူပဘဝလို့နော်ဘဝကို၃မျိုးပိုင်းတာလည်းရှိတယ်နော်ဒီမှာတော့ဘဝကို၉မျိုးပိုင်းခြားပြီးတော့ပြောတယ်ပေါ့အဲ့ဒါကဦးဇင်းတို့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တွေထဲမှာလည်းပဲများစွာပါပါတယ်တဘဝ၉ပါးဆိုတာကဘာတွေကိုပြောတာတော့ကာမဘဝရူပဘဝအရူပဘဝလို့၃ပါးကိုအခြေခံအရင်မှတ်ရကာမဘဝဆိုတာကအပေလေးပုံနဲ့လူဘဝနတ်ဘဝကိုကာမဘဝလို့မှတ်ရရူပဘဝဆိုတာကရူပဗြဟ္မပြည်ဒါကိုရူပဘဝလို့မှတ်ရအရူပဘဝဆိုတာကရုပ်မရှိတဲ့အရူပဘုံကိုအရူပဘဝလို့အရူပဘုံမှာဖြစ်နေကြတဲ့ဗြဟ္မာတွေကိုအရူပဘဝပေါ့နော်
ရူပဘုံမှာဖြစ်နေကြတဲ့ဗြဟ္မာတွေကိုရူပဘဝကျန်တဲ့နတ်ပြည်ဗြဟ္မာနတ်ပြည်လူပြည်နော်အပေလေးဘုံမှာဖြစ်နေကြတဲ့တရားတွေကိုကာမဘဝလို့ကာမဘုံလို့ဒီလိုမှတ်ရမယ်ကာမရူပအရူပပြီးတော့ဗာလို့တင်ကြီးတဲ့အတင်ကြီးတဲ့နေဝတင်ကြီးနာတင်ကြီးနော်တင်ကြီးဘဝအတင်ကြီးဘဝနေဝတင်ကြီးနာတင်ကြီးဘဝတင်ကြီးဆိုတာဘာပြောအောင်ဆိုတင်ညာရှိတဲ့ဘဝခုဒါမှတို့ဦးဇင်းတို့ရနေတဲ့ဘဝဟာအဲ့ဒီတဲကိုလည်းအကျုံးဝင်တယ်တင်ညာရှိကြတဲ့တရားဝါတွေပေါ့နော်နတ်တွေလည်းပဲဒါတင်ညာရှိကြတဲ့တရားဝါတွေဗြဟ္မာတွေထဲမှာလည်းတင်ညာရှိတဲ့ဗြဟ္မာတွေရှိရနော်အဲ့တော့အတင်ကြီးဆိုတာတင်ညာမရှိတဲ့ဘုံဘဝကိုပြောတာတတ္တဝါတွေနေထိုင်ရာဘဝကိုပြောတာအတင်ကြီးနော်တခါနေဝတင်ကြီးနာတင်ကြီးဆိုတင်ညာရှိသည်လေးမဟုတ်တင်ညာမရှိသည်လေးမဟုတ်နော်နေဝတင်ညာနာတင်ညာယနာဘုံမှာရောက်နေကြတဲ့တရားဝါတွေကိုကြီးညွှန်းတာနော်အဲ့တော့6မျိုးရှိသွားပြီနော်နောက်ဦးဇင်းတို့ခန္ဓာ၅ပါးနဲ့ခန္ဓာဆိုတဲ့အစုအဖွဲ့နဲ့ပိုင်းဖြတ်ပြီးတော့ပြတာလည်းရှိသေးတယ်အဲ့ဒါကဘာလို့ဆိုဧကောကာရဘဝစတုဩကာရဘဝပြင်စောကာရဘဝဧကောကာရဆိုတာခန္ဓာတစ်ပါးပဲရှိတဲ့ဘဝနော်အတင်ညတပုံဘဝတွေကိုလည်းပဲတချို့ကြားဘူးလိမ့်မယ်လို့ထင်နော်အတင်ညတဗြဟ္မာဆိုတဲ့ကြားဘူးတယ်မဟုတ်လားအေးဟုတ်ခန္ဓာတစ်ပါးပဲရှိတယ်နော်နာခန္ဓာ၄ပါးမရှိဘူးယုတ်ခန္ဓာပဲရှိတယ်နောက်စတုဩကာရဆိုတာနာခန္ဓာ၄ပါးပဲရှိတယ်ခန္ဓာ၄ပါးပဲရှိတယ်ခန္ဓာ၅ပါးမစုံဘူးပေါ့နော်နောက်ပြင်စောကာရဆိုတာခန္ဓာ၅ပါးစုံတယ်ဒါကဘုသူတ္တပြောပြတယ်နော်ကာမဘဝရူပဘဝအရူပဘဝတင်ကြီးဘဝအတင်ကြီးဘဝနေဝတင်ကြီးနာတင်ကြီးဘဝဧကောကာရဘဝစတုဩကာရဘဝပြင်စောကာရဘဝဘဝကိုကိုမျိုးပိုင်းပြီးတော့နားလေကြည့်တာဒါကိုဆိုကြီးကရေးတာတန်ရောစဉ်ဟုဆယ်စဉ်ဓမ္မဤပံပကဘဝကုလီအတင်ကြီးနဲ့တင်ကြီးနေဝဖြစ်သည်များ၌မြဲလှပတ်နှောင်ကျိုးတန်လှောင်တို့မချောင်ကျက်တင်ပွဲချီပြင်း၍ခပင်းပြောထုနတ်လူထုတို့ဖြစ်တိုင်းကိုယ်နဲ့ပုဂ္ဂိုလ်စံတူများထုတို့ဝိစုအတွင်ကျင်လည်ခြင်းဖြင့်ဝိကင်းငြိမ်းရာမသွားတာခဲ့မသွားတာဘူးဆိုတဲ့စကားလုံးလေးသေချာခန်းစားကြည့်နော်မလှုပ်တာဘူးဟုတ်လားအကြောင်းမျိုးမျိုးကြောင့်ဒီတွေကနေမထွက်တာဘူးစကလုံးအသုံးနှုန်းတွေကတည်တည်ချာလေးစစ်စစ်ပေါက်ပေါက်တွေးကြည့်ရင်အလွန်ရတာရှိတယ်နော်သူကပြောလိုတဲ့သဘောလေးတွေကိုမြင်ရတယ်ပေါ့ဟုတ်လားဝကင်းချင်းရမသွားတာခဲ့ဘာလို့မသွားတာတော့နော်အဲ့ဒီတန်ရုပ်တင်ကျိုးတွေကမချောင်ကြက်တင်ဖွဲ့ချီပြင်းပြီးဖွဲ့ထားတာချီထားတာချောင်းကိုမချောင်ဘူးအလွန်ကိုကြက်ကြက်တဲ့ချီခံထားရတယ်နော်မချောင်ကြက်တင်ဖွဲ့ချီပြင်း၍ခပင်းပြောထုနတ်လူထုတို့နော်ဖြစ်တိုင်းကိုယ်နဲ့ပုဂ္ဂိုလ်စံတူများတူတို့ဝိစုအတွင်ကျင်လေခြင်းဖြင့်ဝကင်းချင်းရမသွားတာခဲ့ဒီတည်းပဲနေရတာနဲ့ပဲချိန်ကုန်နေတယ်ပေါ့ဆိုလိုတာအဲ့ဒါကိုဆက်ပြီးတော့ဆိုရဘလို့ရေးတော့ဝိစုအတွင်ကျင်လေခြင်းဖြင့်ဝကင်းချင်းရမသွားတာခဲ့ကာမရာဂဘဝစသည်တဲ့ဒါကတန်ရောစဉ်10ပါးကိုသူကအတူချုပ်လေးပဲပြောလိုက်တော့တယ်ကာမရာဂတန်ရောစဉ်ဘဝရာဂတန်ရောစဉ်ဟုတ်လားအဲ့ဒီတန်ရောစဉ်တွေဟာကာမရာဂဘဝစသည်လူတို့ပြည်ဝဲကြာကြီးမကတိမ်မွေ့လာတာအလွန်တိမ်မွေ့တဲ့ကြိုးမျိုးပေါ့တန်ရောစဉ်တရားကြာကြီးမကတိမ်မွေ့လာတာဒေဝဗန္ဒနာနတ်မနှမျိုးနတ်တို့ကျိုးထက်ထဘိုးလံကစစလွန်၍အဗန္ဒရာဟရယ၌ဖွဲ့ထတိမ်မွေ့ချီနှောင်လေလေဒေဝဗန္ဒနာနတ်မနှမျိုးနတ်တို့ကျိုးထက်တဲ့နတ်တည်းရဲ့ကျိုးတဲ့တောင်ခိုင်မြဲတယ်တဲ့အဲ့တော့ဒီနေ့မှာနတ်တည်းရဲ့ကျိုးဆိုတာနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့ပေါ်လာတာလေးတစ်ခုတရားမင်းနဲ့အာဝရိန္ဒာနဲ့အတူတာနဲ့နော်ရန်သူတွေစစ်ဖြစ်ကြတယ်ဆိုတာကဒါမြတ်စွာဘုရားရဲ့ဟောပြောချက်ဒေသနာတွေကိုအခြေခံပြီးတော့လူသားတွေသိခွင့်ရတယ်ပေါ့နော်အဲ့မှာအတူရာတွေဘက်ကနော်ခေါင်းဆောင်နမင်းကြီးကနော်တရားမင်းရဲ့နတ်မိဖုရားသူစာရဲ့ဖခင်မဲတော်ပဲလေအဲ့တော့ပြောရင်တာကအဲ့ဒီဝိပဿိတိအတူတာနဲ့နော်တရားမင်းကတစ်ဖက်ခေါင်းဆောင်ပေါ့အဲ့ဒါတရားမင်းကလည်းတာဝရိတန်တတ်တွေကိုမှားထားတယ်တကယ်လို့တို့နိုင်လို့ရှိရင်အတူတာတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဝိပဿိတိကိုနှောင်ဖွဲ့ပြီးတော့ငါးစီကိုခေါ်ခဲ့ဝိပဿိတိကလည်းပြောထားတယ်တဲ့သူ့ရဲ့အတူရာတွေကိုတို့နိုင်လို့ရှိရင်ဒီတရားမင်းတာဝရိတန်တို့ရဲ့ခေါင်းဆောင်တရားမင်းကိုအနှောင်ဖွဲ့လေပင်လေ၅ခုမြောက်ရှိတဲ့အနှောင်ဘက်ကိုနှောင်ဖွဲ့ပြီးတော့ငါးတီကိုခေါ်ခဲ့ရလို့အဲ့လိုချင်းချင်းမှားထားတယ်တဲ့အဲ့ဒါတစ်ချိန်မှကျတော့တိုက်ကြခတ်ကြရင်းနဲ့တာဝရိတာတွေကနိုင်နေတဲ့
နိုင်တဲ့အခါကျတော့တာဝဏိတာတွေကအဲ့ဒီဝိပစိတ္တိသူရိန်ကြီးကိုနှောင်ဖွဲ့ပြီးတော့တရားမင်းကြီးခေါ်သွားတယ်ဟိုကျတော့တရားမင်းကသူ့ကိုနတ်တို့ရဲ့ကြိုးပေါ့နော်ဒါကစဉ်းစားတရားလေးပြောတယ်သူ့ကိုနှောင်ဖွဲ့ထားတယ်ခြေနဲ့ချောင်းလက်နဲ့ချောင်းလယ်ပင်5ခုအနှောင်ဖွဲ့ထားတယ်အဲ့ဒီအနှောင်ဖွဲ့ကဘလောက်နူးညံ့သိမ့်မွေ့လဲဆိုရင်တဲ့အဲ့ဒီဝိပစိတ္တိသူရိန်ကြီးရဲ့စိတ်ထဲမှာဟောဒီတရားမင်းကအလွန်ယုံညံ့တဲ့လူအလွန်ယုံညံ့တဲ့နတ်ပဲဒါကြောင့်သူ့ကိုငါတိုက်ခိုက်တဲ့သူကမကောင်းဘူးလို့တရားမင်းကိုမကောင်းဘူးလို့ဆိုးတယ်လို့ထင်နေသမျှအဲ့ဒီအနှောင်ဖွဲ့ကလွတ်ကိုမလွတ်ဘူးတဲ့ကြက်တဲနေရတယ်။အော်တရားမင်းကမှန်ပါတယ်ငါကမှားတာလို့တရားမင်းကောင်းတယ်လို့မြင်တယ်အဲ့ဒီအနှောင်ဖွဲ့မရှိဘူးတဲ့။နှောင်ဖွဲ့လွတ်နေတယ်။သူ့စိတ်ထဲကပြောင်းလဲလိုက်တာနဲ့အနှောင်ဖွဲ့ကနော်လွတ်ချင်းမလွတ်ချင်းဖြစ်နေတယ်။ကောင်းတယ်လို့ထင်တာနဲ့အနှောင်ဖွဲ့လွတ်တယ်။တရားမင်းမကောင်းဘူးလို့ထင်တာနဲ့အနှောင်ဖွဲ့ပြီးသားဖြစ်တယ်။ဘလောက်နူးညံ့သိမ်မွေ့တဲ့အနှောင်ဖွဲ့တယ်နော်။စိတ်ပေါ်မှာမူတည်ပြီးတော့ကိုဖြစ်နေတာ။တရားမင်းကောင်းတယ်လို့ထင်တာနဲ့လွတ်တယ်မကောင်းဘူးထင်တာနဲ့နှောင်ဖွဲ့ပြီးသားဖြစ်တယ်ကဲ။နော်အဲ့ဒါကိုစလိုကြီးကဒီမှာဒေဝဗန္ဒနာနတ်မနတ်မျိုးနတ်တို့ကျိုးထက်တဘိုးလံကဆဆလွန်၍အဲ့ဒီနတ်တွေရဲ့ကျိုးထက်အစာပေါင်းများစွာတာလွန်ပြီးတော့နူးညံ့တဲ့သိမ်မွေ့တဲ့ခိုင်မြဲတယ်နော်ဒေဝဗန္ဒနာနတ်မနတ်မျိုးနတ်တို့ကျိုးထက်တဘိုးလံကဆဆလွန်၍အပန္ဒရာဟရယ၌ဖွက်ထသိမ်မွေ့ချီနှောင်လေးလျက်ဘယ်မှာချီထားတာတုံးဆိုတော့အော်ဒီဟရယဝတ္ထုမှာမီးနေတဲ့စိတ်ကိုချီထားတာတဲ့ကျိုးဆယ်ချောင်းနော်အပန္ဒရာဟရယ၌ဖွက်ထသိမ်မွေချီနှောင်လစ်လျက်မရွေ့စအားတဲ့ရွေ့လို့ကိုမရဘူးတဲ့သူ့ရဲ့စကလုံးတစ်လုံးစီအတိပ္ပယ်ခက်စစ်ဖွက်နေလို့ရှင်တရားပြီးမှာမဟုတ်ဘူးနော်အပန္ဒရာဟရယ၌ဖွက်ထသိမ်မွေချီနှောင်လစ်လျက်မရွေ့စအားသားမယားနဲ့တိုင်းကားပြည်ရွာမကွာစနိုင်သက်ဆုံးတာဤတဲ့ဒီလိုနဲ့ပဲသေရတာပဲပေါ့အသက်ဆုံးထိနေသွားတာပဲပေါ့လက်ကင်မထိမျက်စိမထင်ကျိုးဆယ်မြင်ဖြင့်သို့တင်မပြတ်ဆဲခွေပတ်ပြီးတဲ့ကဲတန်ရောက်စဉ်ကိုပြောပုံလေးနော်လက်နဲ့ကင်လို့လည်းမထိဘူးတဲ့ကင်လို့မရမျက်စိထဲမှာလည်းမထင်ဘူးတဲ့ကြည့်လို့လည်းမြင်ရတာမဟုတ်နော်လက်ကင်မထိမျက်စိမထင်ကျိုးဆယ်မြင်ဖြင့်ကျိုးဆယ်ကြောင်းသို့တင်မပြတ်ဆဲခွေပတ်ပြီးမလွတ်နိုင်ကြကိုဘဝဝင်ကိုဘဝထပ်ပြီးတော့လာပြန်ပြီနော်နင်းညညင်းညူကြွဆူနဲ့ညူညူဆူဆူဟင်းရဲဥရတီဥမချီထိုင်တီပြင်းပြပူတော့ကနဲ့ကြောက်ကြထိုးဤတဤဤလင်ကတိလင်ဒမဆုံးစအောင်ဒုက္ခလွန်ကဲချီနှောင်မြဲသည်ဆင်းရဲတပေပေနဲ့သာတမုံအဲ့လိုလေးဆုံးတတ်တယ်ကြပြရေးတဲ့နေရာမှာ